ငေါကနေကိုရင်ကြီးကိုကားမောင်းလာခဲ့တဲ့ဗီဒီယိုလေးရဲ့အဆက်နောက်ဆုံးဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒီမှာဟိုတယ်ဝန်ထမ်းတွေကရေကူးကန်တန်ရှင်းရေးလုပ်နေကြတယ်။ကျွန်တော်တို့မက်ဆာစားဖို့အတွက်ကျွန်တော်တို့ပဲရှိတာဖြစ်တော့ကြောင်သူတို့ကမက်ဆာကိုကြိုက်နေတဲ့ရာ2မျိုးရွေးချယ်မှာခိုင်းတာကိုသူတို့သင်ပေးထားကြတာပါ။တရားသာရှိတဲ့မနက်ခင်း breakfast လေးပဲဖြစ်ပါတယ်။ကျွန်တော်မက်ဆာစားပြီးတော့ကျွန်တော်တို့ကိုရင်ကြီးကျွန်းကနေရာလေးတွေကိုတွားဖို့ကျွန်တော်စတင်ထွက်ခွာလာကြတာပါကျွန်တော်တို့ဒီမြောက်ရီဇီရီကိုတွားမဲ့လမ်းမှာလမ်းလေးတော်တော်လေးဆိုးတယ်မိုးရင်းမို့လို့ဖြစ်မှာပါအဲ့မှာကျွန်တော်တို့ကားရက်ပြီးတော့လမ်းလျှောက်ပြီးပဲတွားကြမယ်ဆိုပြီးတော့ကျွန်တော်ပြင်ဆင်လိုက်တာပေါ့ဒါကျွန်တော်တို့တွားမဲ့တောင်ပေါ်မှာရှိတဲ့မြောက်ရီဇီရီတော့အဲ့ကိုတွားမယ်လို့ပြင်ဆင်ပြီးတော့ကျွန်တော်တို့ကားမောင်းရမယ်ဆိုရင်ကျွန်တော်တို့ပါလာတဲ့ Highland Chef နဲ့မောင်းမယ်ဆိုရင်ကျွန်တော်ဆက်ပြီးတော့မောင်းယူလာခဲ့လိုက်ကားပေါ့လမ်းကတော့ 4wheel ပါမှအဆင်ပြေတာမို့လို့ဒီကားနဲ့ပဲကျွန်တော်တို့မောင်းကြထားပြီးတော့ဒီတောင်ကြီးကြီးကျွန်တော်တို့မောင်းသွားတယ်အဲ့တော့တော်မှာပါလာတဲ့ကားတစ်စီးက 4wheel တော့ပါပြီမဲ့ကားသေးဖြစ်တာနဲ့တခုခုဆိုကားဆွဲရပါနာအဆင်မပြေတာမျိုးဖြစ်မှာဆိုလို့ကျွန်တော်ရက်ထားခဲ့လိုက်ဒီစီးရဲနဲ့ပဲကျွန်တော်တွားလိုက်ကြဒါမြောက်ရီစီရီရှိတဲ့တောင်ကိုကျွန်တော်တို့တက်ကြတာပေါ့ဒီဟာလေကားတက်တွေတော့များတယ်တက်တာဒီကျန်တော့ရှိတယ်ဒါကတော့အဲတောင်ပေါ်တက်တဲ့လမ်းပိုင်းရဲ့သုံးပုံ2ပုံလောက်မှရှိတဲ့နားလို့ရတဲ့နေရာလေးပေါ့အေးချမ်းတယ်ဒါတောင်ပေါ်ရောက်တော့ပါမြောက်ရီစီရီရပါမယ်ဒီပေါ်ရောက်တော့တက်လာခဲ့တဲ့မြအမောကြီးတော့အကုန်လုံးပြီးပါ360 view လိုမျိုးပတ်လေကိုပင်လေးကြီးကိုတွေ့နေရပြီးရှုခင်းနေတယ်တွေ့ရတယ်ကျွန်တော်တို့လာခဲ့တဲ့လမ်းပေါ့ကိုရင်ကြီးရွာခေါ်အဲ့ရတဲ့လမ်းရဲ့နေရာလေးပေါ်ကြီးကနေမြင်နေရဒါကျွန်တော်တို့တဲတဲ့ကိုရင်ကြီးဟိုတယ်ကိုလမ်းမြင်နေရဒါကိုရင်ကြီးဟိုတယ်နေရာလေးပါပုံမှန်လေးတော်တော်လေးတိုက်ပြီးတော့တော်တော်နေလို့ကောင်းတယ်အဲ့ပေါ်မှာရှုခင်းနေလဲတော်တော်ကြည့်လို့ကောင်းတယ်ကျွန်တော်မှနေပြီးကျွန်တော်ဒါပြန်ဆင်းလာဟိုဘက်ချမ်းနေတာမြင်နေရနေရပဲကြည့်ဆိုရင်ဒါမိုးရင်းဆိုတော့ကျွန်တော်မသွားခဲ့ဘူးအဲ့ဒီနေရာတွေဘက်ကိုသွားရင်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေဟိုလဲလို့ကောင်းတဲ့နေရာတွေတော်တော်များရှိတယ်မိုးရင်းဆိုတော့ဒီမှာအစင်းမှာတော့ရေညှိတွေနဲ့ဆိုတော့ကျွန်တော်တို့ဟိုဘက်ကိုဆက်သွားလို့ကျွန်တော်တို့မိုးရင်းနဲ့ဖြစ်တာကျွန်တော်တို့ဆက်မသွားတော့ပဲဒီဖျားလေးပူပြီးတော့ပဲကျွန်တော်တို့ပြန်လာလိုက်တာပေါ့ဆင်းလန်းဖျားပူပြီးတော့ပြန်มาကျွန်တော်တို့သမင်းစားချိန်နဲ့နီးတာတော့ကျွန်တော်သမင်းစားကိုနေရာရှာမယ်ဆိုပြီးတော့ကျွန်တော်တို့ပြန်ဖို့ပဲစဉ်းစားပြီးဒါဒီကနေအစင်းပဲတောက်လျှောက်ပြန်လာလိုက်တာပေါ့ဒီတောင်ဝင်ရောက်တဲ့အချိန်မှာတော်တော်အေးအေးချမ်းချမ်းရှိတယ်။ဟောလည်းပြည်တယ်။မင်းတို့လည်းတော်တော်ကောင်းတယ်။ကျွန်တော်တကယ်ကြီးဒီပတ်လုံးလုပ်ပြီးတော့တစ်နှစ်နှစ်ကြိမ်လောက်ခီးထွက်တဲ့ဟာမျိုးမှာတူတူခီးထွက်ကြတာပေါ့။ပြန်လမ်းအပြန်ခုနလာခဲ့တဲ့လမ်းဟိုဒါအပြန်မှာကျွန်တော်တို့ပေါ်များရင်ကျွန်တော်တို့တကယ်ကြီးနေလမ်းစဉ်6ပေါ့ဟိုဝိတ်နေအောင်တက်ပြီးတော့မောင်းလမ်းနဲ့ကောင်းရင်ကားပေါ်ပြန်တက်ပြီးတော့လာကြတယ်။ဦးဝီသုံးရတယ်ဒီလမ်းကြီးကကားလေးတွေတွားလို့တော့အဆင်ပြေတယ်။ဒီဘက်တော့ကောင်းနေတယ်အဲဒီတက်တော့မိုးရင်းကတော့ကွက်တွေတော့ဒီကားမျိုးတော့ပဲအဆင်ပြေတယ်။အားတော့တော့ညစ်ပတ်တယ်။အဲဒီကပြန်လာပြီးရဲ့အချိန်ကွက်တွေပဲ။ရှုံတော်တော်ထွက်တာ။
ကျွန်တော်သမင်းဆိုင်ရှာပြီးတော့မြို့ကောင်းမြို့မှာသမင်းဆိုင်ရှာတော့ဒီဆိုင်လေးတော်တော်ကောင်းတယ်ဗျလင်းလဲရှန်ဆိုတဲ့ဆိုင်လေးမြို့ကောင်းမြို့ထဲမှာရှိတယ်အဲဆိုင်လေးမှာနှိလေသာဝင်စားကြတာပင်လေသာနဲ့အေးလို့တော်တော်လေးတော့အဆင်ပြေပါတယ်သူ့နေရာမှာတော့ဒါတက်လဲတက်ရက်တယ်စားလို့လည်းကောင်းတယ်နှိလေသာကျွန်တော်အမှစားပြီးအဲဆိုင်လေးကိုကောင်းကောင်းပေးပါတယ်မြို့ကောင်းပဲဒါတို့ကြည့်ဒါလူပဲလားဒါကြောင့်ကျွန်တော်ထားပြီးပြန်ဟိုချောင်းဝတတာပေါ့ကွန်ကြီးကိုဖြတ်တဲ့တတာအလားတော့တေချာမစင်းခဲ့ရတယ်ကျွန်တော်ရှင်းနေတာလေကျွန်တော်ဒီတတာပေါ်မှာလက်ပုံစင်းရရင်လည်းရှုခင်းကြည့်ဒီကောင်းနေတဲ့ရှုဒီတော့တော်တော်တိုက်တာတတာပေါ်မှာသူပဲတနေရဘူးကျွန်တော်သွားတကယ်ချင်းနေဒီကိမိုင်းပြန်ရောက်ပြီးရဲ့ချိန်မှာအာယူကြခဏတော့ပြန်ရှင်မှုအာယူကျွန်တော်တို့ပြန်လာတဲ့လမ်းကွန်ကြီးကျွန်းနဲ့တရားမရောက်ခင်မှာကျွန်တော်ပထမဗီဒီယိုမှာပြောထားတဲ့ဂုံတောင်ပေါ်မှာလမ်းဆိုးတယ်ဆိုတဲ့နေရာပေါ့ဒါကားလေးတွေဆိုဒါမိုးရွာချိန်ပေါ့မိုးမရွာရင်တော့ကားကောင်းပါတယ်လမ်းမှာကောင်းမယ်လို့ထင်တယ်ဒီဟာကတော့မိုးရွာချိန်ဆိုတော့ဘွက်ကသူကဘွက်လဲနေတယ်လို့မျိုးနဲ့ဟိုရုံးရတာမျိုးတွေဖြစ်တယ်ကားလေးတော့အဆင်ပြေဒါဆိုကျွန်တော်တို့တူသွားတဲ့အာဗီယာဒါသူ့မှာ4 week ပါတယ်သူတော့နည်းနည်းလေးထိန်းပြီးတော့ဖြတ်ရတယ်သူကစကတ်လဲပါတာနဲ့နည်းနည်းထိန်းမောင်းတာတော့အချိန်ကြီးနည်းနည်းပြီးလိုက်ရဘွက်နည်းနည်းလေကားလေးတွေဆိုတော့မလဲတော့အကြီးကြီးဒီတန်းဆိုပို့ဆိုးတယ်အဲ့အကျော်ပဲကျွန်တော်အဲ့တစ်ဖြတ်ပဲဆိုးတဲ့နေရာလေးရှိတယ်ကျွန်တော်တို့မြို့ကောင်းတောင်ပြန်ရောက်လာပြီပေါ့ကျွန်တော်ပြန်လာ17နာရီမှာမြို့ကောင်းတောင်ပေါ်ရောက်တာရှုခင်းလာတဲ့ခဏဆင်းပြီးတော့ဒီကောင်းလေးတန်းရှုပေါ့ပြန်လာတဲ့လမ်းဖြစ်လာပြီကျွန်တော်တို့အဲ့နေပြီးတွိုင်းနေ17ခွဲလောက်မှာမြို့ကောင်းတောင်ပေါ်မှာပဲအဲ့လိုချက်ချင်းပြောင်းသွားတာလုံးဝမြူကြသလိုမျိုးတိတ်နှင်းကြသလိုမျိုးကြီးပြောင်းလဲသွားတာမိုးရင်းကြီးဒါပေမဲ့အဲ့ဒါကျွန်တော်ထင်တာတော့ဒါတိတ်နေလို့ပဲထင်တယ်ကျွန်တော်အတောင်ပေါ်မှာအဲ့ဒါတိတ်သွားဗီဒီယိုထဲမှာမြင်ရတာလေအဖြူတွေဖြတ်နေတိတ်နေဖြတ်နေတယ်လို့ပေါ့လို့တိတ်နေကြားထဲရောက်သွားသလိုဖြစ်သွားတာအဲ့ဒီမှာလုံးဝအေးပြီးတော့လုံးဝပြောင်းလဲသွားတာအဲ့ဒီဒါကျွန်တော်တို့တော့ဒါခံစားမှုအစ်စ်ပေါ့ဒါကျွန်တော်တစည်းကိုစောင့်နေတာကြံခဲ့တဲ့တစည်းကိုအဲ့ဒီကျွန်တော်တို့တွေပြန်လာခဲ့လိုက်တဲ့နောက်ဆုံးဗီဒီယိုလေးပါပဲ